ဏိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိစောင့်တည်နေမှသီလလို့ထင်နေကြတာတကယ်ကစောင့်တည်တာက promise လုပ်တာပဲရှိတယ်ကိုယ့်ကိုအဋ္ဌံလိုက်တာမလုပ်ပါဘူးလို့ကိုယ့်ကိုအဋ္ဌံပြီးတော့လှုပ်ချင်လှုပ်လိုက်တာဆိုဒါအဓိပ္ပာယ်မရှိဘူးဟောမလုပ်ပါဘူးဆိုတဲ့အရာတစ်ခုကိုမလုပ်မိအောင်ထိရမလုပ်မိအောင်ရှောင်းနေလို့ရှိရင်သူအကုသိုလ်ဖြစ်သီလစောင့်တည်ထားလို့ရှိရင်သမာဒါနစေရနာလို့ဆိုရယ်စောင့်တည်တဲ့ကုသိုလ်တော့ရသို့တော့မလုပ်ပါဘူးဆိုတာကိုတတိပထားပဲနဲ့လှုပ်လိုက်တယ်ဆိုရင်သီလကျိုးတယ်လို့ခေါ်တာပေါ့စောင့်တည်မှုမရှိဘူးဆိုပါတော့ပါဏာတိပါဒအမှုတရားတစ်ကောင်ကိုတတ်ဖို့ကျုံလာတယ်ရှောင်လိုက်တယ်မတတ်ဘူးတမ္ပတ္တဝိရတိလို့ခေါ်တယ်စောင့်တည်ထားလို့မဟုတ်ဘူးနော်စောင့်တည်ထားလို့မဟုတ်ရှောင်လိုက်အဲ့တော့ရှောင်မှုကအဓိကဖြစ်တယ်စောင့်တည်မှုတဲ့ရှောင်မှုကပိုအဓိကကြစောင့်တည်ထားပြီးမရှောင်ရင်အများကြီးပဲလေသီလတော့စောင့်တည်ထားရင်မရှောင်ဘူးဒီလိုဆိုလိုတာရှစ်ပါးသီလတော့စောင့်တည်လိုက်တာပဲဗိုက်စာတော့မနေနိုင်တော့စားလိုက်တယ်ဒါမရှောင်တာခေါ်တယ်အဲ့တော့ရှောင်တယ်ဆိုတဲ့နေရာကျမှသူကသီလရဲ့စွန့်ရည်တတိယပေါ်လာတာရှောင်ရမယ့်ဟာကိုရှောင်ကိုရှောင်ရတယ်သူကဒီလိုအဲ့ဒီသဘောမျိုးဆိုတာဒါကြောင့်မို့ရှောင်ကျင်မှုဆိုတာစောင့်တည်ထားလို့ရှောင်တာကတစ်မျိုးတွေ့လာတဲ့အခါမှာအတွေ့အကြုံနဲ့ရှောင်လိုက်တာကတစ်မျိုးဘယ်တော့မှမလုံးတော့ဘူးဆိုတဲ့စိတ်ရဲ့ပိုင်းဖြတ်မှုနဲ့ဒီဆာယာကိလေသာတွေကိုဖယ်ရှားပြီးဖြစ်လို့စိတ်ပိုင်းဖြတ်သွားတဲ့သမုစေရဝိရတိကိလေသာတွေဖယ်ရှားလို့ဘယ်တော့မှမလုံးတော့ဘူးဆိုတဲ့ဟာကတစ်ခုရှောင်ကျင်မှု၃ခုလို့စာပေကျမ်းကမှာဒီလိုဆိုတယ်စောင့်တည်ထားလို့ရှောင်တာစောင့်တည်ထားလို့မဟုတ်ဘူးကြုံကြိုက်လာတဲ့အခါရှောင်လိုက်တာဒါတစ်ခုသမုစေရဆိုတာဆာယကျူးလွန်နိုင်တဲ့ကိလေသာတွေကိုမဲ့နဲ့ပယ်လိုက်တဲ့အခါလုံးဝဖြတ်တောက်ပြီးရှောင်လိုက်တာအဲ့ဒါကြတော့နောက်ထပ်ဘယ်တော့မှမကျူးလွန်တဲ့ရှောင်ရှင်မှုဖြစ်တယ်အဲ့ဒါကိုသူဆိုလိုတာဥဒ္ဒရာထေရီမကတရားဓုတရားမြတ်ကိုရကျင်တယ်စိတ်နှလုံးအေးချမ်းမှုကိုရကျင်တယ်ဘာလို့ကာယေနတံဝုတာကိုယ်နဲ့လုပ်တဲ့အလုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်မှရှောင်ကျင်မှလို့ဆိုအမှားမလုပ်ပါနဲ့အမှားကိုရှောင်ကျင်လိုက်တာဝါစာယနှုတ်နဲ့ပြောရမယ်အမှားတွေကိုလည်းရှောင်ကျင်လိုက်တယ်အဲ့တော့ရှောင်ကျင်တယ်ဆိုတာကောင်းတာမလုပ်ဘူးပြောတာမဟုတ်ဘူးမကောင်းတာရှောင်တယ်ကောင်းတာလုပ်တယ်ဒါကရှောင်ခြင်းနဲ့ဆောင်ခြင်းဆိုတာနှစ်ခုသွားတယ်သူများအသက်ကိုတတ်ခြင်းမှရှောင်တယ်ဒါရှောင်တာပဲရှိတယ်လှုပ်ဆောင်ရမှာကဘာလို့ဆိုအကျဉ်းတရားထားမယ်နော်သူ့ပေါ်မှာအကျဉ်းတရားထားမယ်ကုညီစရာရှိရင်ကုညီမယ်ဟောရှောင်ကျင်မှုရဲ့အထိပ္ပယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီတိုင်းသွားတယ်ဆိုတော့ရှောင်ကျင်ုံတတ်မဟုတ်ဘူးလှုပ်ဆောင်မှုပါသေးတယ်သူများဥစ္စာမခိုးဘူးရှောင်ကျင်တယ်ရှောင်ကျင်ရင်လည်းမကဘူးမတော်တဆမေးနေတဲ့ပစ္စည်းကိုကြော်ညာပြီးပြန်ပေးတယ်ဟုတ်လောက်ရမယ့်ဟာလောက်တယ်စင်ကြယ်အောင်နေကာမိတုမိစ္ဆာစာရသူတော်ဘာသာမယာမိသားစုဂုဏ်သက်ခံကြအောင်လှုပ်ခြင်းမှရှောင်နေစိတ်နဲ့တောင်မပြင်းမမိအောင်ထိမ့်သိမ့်နေဟောဒီလိုဖြစ်ရဟောရှောင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုအမြဲတမ်းတွဲဖက်ပြီးတော့နေတချို့ကြတော့အဲ့လိုမဟုတ်ဘူးလေဒီတိုင်းနေလို့ရှောင်တချို့ကဘာမှမဖြစ်ရင်ရှောင်မယ်ဆိုတာတစ်ကျုပ်ရဲ့သီလဆောက်တည်နည်းပေါ့တစ်ကျုပ်ဆိုတဲ့အကောင်တစ်ထဲမှာအခါနာကိုခတ်သေးသေးတစ်ကျုပ်ဆိုတဲ့အကောင်ရှိတယ်သူဖမ်းလို့ရမယ့်အကောင်လေးတောကောင်လေးဖမ်းမှုကြိုးစားတာသူဖမ်းနိုင်တဲ့သရဝါတွေနဲ့မတွေ့ရတဲ့အခါကျသူပါစဉ်းစားတော့ဆိုအစာလည်းစားခြင်းနဲ့ဒါပေမဲ့ငါဖမ်းပြီး
စားမဲ့အကောင်လည်းမတွေ့ဘူးမတွေ့ပဲတူတော့ငါသီလဆောက်တည်လိုက်မယ်ပေါ့သီလဆောက်တည်လိုက်မယ်ဆိုမျက်စိလေးမေးပြီးတော့ကြောင်နေလို့ပေါ့တစ်ခါတလေကြောင်ဆိုတဲ့ကောင်လည်းအဲ့ဒီလိုပဲသီလဆောက်တည်တာမျိုးလို့မေးပြီးတော့ငြိမ့်နေလိုက်အနာနာကြွက်ထကြက်ဖြတ်မသွားလိုက်နဲ့ထလိုက်တတ်တာအဲ့တိကျုပ်ဆိုတဲ့ကောင်လည်းအနာနာသမင်တို့တရေတို့အတန်နဲ့ကြားလိုက်တာနဲ့ထလိုက်တော့ခုနကရှောင်းနေဆိုတာလုံးဆရာမရှိတဲ့အခါသူရှောင်းတွေ့ပြီဆိုရင်မရှောင်းတော့ဘူးထလိုက်အဲ့ဒါမျိုးကိုတိကျုပ်သီလလို့ခေါ်တယ်သူကနော်တိကျုပ်တွေစောင့်တဲ့သီလမျိုးမရှိလို့ရှောင်းတာမျိုးဘာမှစားစရာမရှိတော့ကဲမထူပါဘူးဘဲဆာဆာနဲ့ဒီတိုင်းပဲရေတောက်ပြီးအိပ်မယ်ဒါလည်းသီလပဲဆိုပြီးတော့ရှောင်းရင်တော့အဲ့ဒါတိကျုပ်သီလလို့ခေါ်တယ်အဲ့ဒါလိုရှောင်တာမျိုးတွေလည်းရှိတတ်သေးတယ်သို့တော့အဲ့ဒါမျိုးမဟုတ်ဘူးတကယ်ကိုမိမိရဲ့ခွင်နဲ့ရောက်လာရဲ့တန်းနဲ့မလုပ်ဖဲနေတာမှတကယ်ရှောင်နော်လောကမှာလူတွေကလည်းခွင်ဖန်တာရှိသေးတာဟုတ်ကိုယ်ခွင်နဲ့ရောက်ရင်အလွတ်မပေးဘူးဆိုတဲ့လူကရှိသေးတယ်အဲ့ဒါလို့လုံးเสียမရှိလို့ကောင်းနေတာမျိုးကအကောင်းမခေါ်ဘူးတဲ့ဟိုဝိရိကဆိုတဲ့တထေးမကြီးလိုပဲတာဝတိမြို့ဝိရိကဆိုတဲ့တထေးမကြီးကနာမည်ကြီးတယ်အိရှင်မကြီးဘယ်လိုနာမည်ကြီးတော့ဆိုဝိရိကသိတဲ့ဘောကောင်းတာသူ့အိမ်မှာဆူဆူဘူးဘယ်တော့မှမလုပ်ဘူးအလွန်သဘောကောင်းတာပဲနဲ့နာမည်ကျော်တယ်ဘာဖြစ်လို့သူသဘောကောင်းနေတယ်လဲဆိုရင်သူ့အိမ်မှာလောက်လုံးနေတဲ့ housemate ကတိတ်ဝတရားခြေတယ်ဆိုပဲနော် housemate လုပ်တဲ့အမျိုးသမီးကတိတ်ဝတရားခြေတယ်လူလေသေးမရှိအောင်အကုန်ပြင်းစစ်တယ်မနေ့ဆိုလဲအဲ့ခေတ်ကတော့ကော်ဖီတော့မရှိဘူးပေါ့ဒါပဲအခုခေတ်လိုနားလဲအောင်ကော်ဖီတို့ဘာလို့အကုန်လုပ်တာအဲ့ရထလာအကုန်စားစရာတောက်စရာအကုန်ပြင်းစစ်အဲ့တော့သူကစိတ်ချမ်းသာနေဘယ်နေ့မှဆူတာပူတာမရှိဘူးမဆူမပူရအောင်ဟောလှုပ်ပေးထားတော့ဩသဘောကောင်းတဲ့နဲ့နာမည်ကြီးလာတဲ့အခါမှာအဲ့ဒီသူ့ရဲ့ housemate ကစဉ်းစားတယ်ငါတော်နေလို့ तू ကောင်းနေတာလားနော်စမ်းကြည့်မယ်ပင်ကိုယ်ကစိတ်ကောင်းနှလုံးကောင်းရှိတာလားငါစမ်းကြည့်အောင်နောက်တည့်ရကျတော့အိယာတော်နဲ့မထဘဲနဲ့အိတ်မနဲ့မိုးလင်းသည့်ထိအိတ်အဲ့တော့အိရှင်မကြီးထလာဘာမှအစင်မဖြစ်ဘူးဖြစ်လာတော့ဟဲ့ဘာလို့အိတ်နေတော့နေမကောင်းလို့လားမေးဘာမှမဖြစ်ပါဘူးဆိုတော့အင်းဆိုဖြစ်သွားတယ်နော်ဘာမှမဖြစ်ပါဘူးအိတ်ချင်လို့အိတ်နေတယ်ဆိုတော့နည်းနည်းလေးမျက်မှောင်ကျုပ်သွားတယ်အဲ့ဒီဒေါသလေးကစလာအဲ့ဒါနဲ့နောက်တည့်ဆက်စုံစမ်းအောင်မယ်ဆိုနောက်တည့်ဆက်အိတ်ပြန်ဆက်အိတ်တဲ့အခါကျတော့ဒီလိုပဲသူထလာဘာမှအစင်မဖြစ်ရဲ့ဘာလို့အိတ်နေတော့ဆိုဘာမှဖြစ်ပါဘူးဆိုအေးကောင်းမနော်ဆိုပြီးတော့ကျိန်သွားတယ်တဲ့ဟိနေနော်ဒါနဲ့ပထမနေ့ကတော့မျက်နှာကလေးပြက်သွားရုံလောက်တင်းသွားရုံလောက်သာဖြစ်ပြီးနောက်တည့်ကျတော့ပါဇက်ကကိုကျိန်တော့စကားနဲ့ကျိန်မောင်းနောက်တတိယနေ့ထည့်ပြီးတော့စုံစမ်းလိုက်တဲ့အခါဘာမှမဖြစ်ဘဲနဲ့အေးရမလားလို့ဆိုပြီးတော့အဲ့ဒီခေတ်ကတကားပိတ်တဲ့အခါတန်ခေါက်ကြီးတွေတော့လို့ဟာမျိုးတန်ခေါက်ကြီးတွေနဲ့ပိတ်တယ်အဲ့ဒီတန်ခေါက်ကြီးယူပြီးတော့ခေါင်းကိုရိုက်ခွဲလိုက်တာနော်အေးရမလားလို့ခေါင်းရိုက်လိုက်တယ်ဟောသွေးရဲတန်ရဲခေါင်းပေါက်သွားခေါင်းပေါက်သွားပြီဆိုမှအဲ့ဒီ housemate ကအိမ်ပြင်မဲ့ထွက်ပြီးတော့ကြီးကြပါအောင်နော်သဘောကောင်းတယ်ဆိုရင်အိမ်ရှင်မကြီးခေါင်းကိုရိုက်ခွဲတာဟောဒီမှာသွေးတွေနဲ့ဆိုအဲ့ဒီအစားပြီးတော့ဆိုးတယ်ဆိုတဲ့သတင်းကြားကျဲသွားအဲ့တော့အဲ့ဒီနေရာမှာဆိုလိုတာဘာတော့ဆိုရင်သူများကောင်းလို့ကောင်းနေတဲ့အကောင်မျိုးကိုမဆိုလိုဘူးလို့ဆိုလို့နော်သူများကောင်းလို့ကောင်းအဆိုးထဲမှာတကယ်ကောင်းတာဖြစ်ဖို့လိုတယ်လို့ဆိုလို့အဲ့တော့
အကူကြီးပတ်ဝန်းကျင်ကကောင်းနေလို့သူတော်ကောင်းဖြစ်နေတဲ့အကောင်းမျိုးမလိုအပ်ဘူးအဲ့ဒီဟာမျိုးကိုဆိုလိုတာမဟုတ်ဘူးပတ်ဝန်းကျင်အဆိုးထဲမှာကိုသူတော်ကောင်းဖြစ်ပြီဆိုမှမှန်ကန်တဲ့သူတော်ကောင်းဖြစ်မှာပေါ့အဲ့ဒါကြောင့်မို့အဆိုးထဲမှာကိုပဲကာယေနတံဝုဒ္ဒအာသိကိုယ့်ရဲ့လောရတွေကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့တယ်ဝါစာယပြောစရာတွေကြမ်းကြမ်းထန်ထန်ပြောမှုတွေကြုံလာမပြောအောင်ထိမ့်သိမ်းခဲ့တယ်ဥဒ္ဒစေတသာစိတ်ထဲကလည်းပဲမကျေနပ်တာတွေရှိတာတွေကိုလည်းထိမ့်သိမ်းခဲ့တယ်ဟောပတ်ဝန်းကျင်ထဲမှာအဆိုးထဲမှာကောင်းအောင်လုပ်နိုင်တဲ့လူကမှတကယ်ကိုတန်မိုးရှိတဲ့ morality လို့ပြောမှာတဲ့သူများကောင်းလို့ကိုကောင်းနေတဲ့အကောင်မျိုးကတော့ရေရှည်မခံဘူးပေါ့ရေရှည်ခံတာမျိုးမဟုတ်ဘူးခုနတစ်ကျုပ်သီလဆောင်တယ်လို့ပဲစားစရာမရှိလို့ဥပုသ်ဆောင်တဲ့အဆောင်မျိုးပဲဖြစ်မယ်ကိုဒီကိုကပင်ကိုကကောင်းတဲ့ဟာမျိုးဖြစ်အောင်ကြိုးစားရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့